ရေဘေးမှာမပေးကမ်းကဲလို့ဝေဖန်ခံရပေမဲ့လည်းငလင်ဘေးမှာတော့တိန့်ထောင်ကျော်လူတန်းခဲ့တဲ့တတိမာကြီးစမိုင်းရုပ်ရှင်တရုပ်ဆောင်မင်းသမီးစာရေးဆရာစီဝါရေးသမားအပြင်စတဲ့ဂုဏ်တွေများစွာရှိတဲ့တတိမာကြီးစမိုင်းကတော့လူတန်းရှက်ရောတဲ့သူပဲဖြစ်ပါသည်ဘဝမျိုးစုံကိုဖျက်ဆီးလာရှင်ကအိမ်နောက်ပါကောင်းတဲ့သူဘဝကိုအတူရှုံးရင်းနဲ့အခုမှတော့တိမ်မောင်တောင်းချီတိမ်ချီသုံးမကုန်နဲ့ပတ်စံတွေနဲ့ချမ်းသာနေပြီဖြစ်ပါသည်အိမ်နောက်မိုင်းဖြစ်သူကိုပြေးမောင်နဲ့ကျအူတော်လုံးကိုအတူခွဲဆိုင်စားတောက်ဆိုင်မှာဇပွဲထုတ်လုပ်ခဲ့ရတဲ့စမိုင်းဟာဘာသာရေးတရားကိုင်းဆိုင်ပြီးတော့အလူတန်းရှက်ရောသူဖြစ်ပါသည်မြန်မာပြည်မှာလည်းလာစင်လာတိုင်းတန်ဃာတော်တွေအတွက်ငွေသိန်းရာကျော်နဲ့အလူကြီးတွေနဲ့စတူဒီတာများစွာပဲအမြင်မပြတ်ကျွေးတဲ့ပြင်မိသားစုဝင်တွေရဲ့မွေးနေ့တွေမှာဘယ်သူမှမလိုက်နိုင်တဲ့အလူတွေပြုလုပ်နေကြတာပဲဖြစ်ပါသည်မြန်မာပြည်မှာတွင်တွင်ကြဲကြဲသုံးမပြုသေးတဲ့လောင်စာမဲလျက်စစ်သုံးကားတွေကိုတော့မှဘုန်းကြီးကျောင်းတွေမှာကျောင်းထိုင်ကားပြေလူတန်းကဲ့သို့ဖြစ်ပါသည်ဒီလိုမျိုးအလူရည်ဆက်လက်နဲ့မကွာလူတဲ့နဲ့တတိမာကြီးစမိုင်းဟာမြန်မာပြည်ရဲ့ကပ်ဘေးမျိုးစုံမှာလည်းမပါမဖြစ်ပါဝင်လူတန်းပေးခဲ့တာဖြစ်ပါသည်ရေဘေးမီးဘေးမှန်သမျှမှာငွေသိန်းဆယ်ကြီးလူတန်းပေးနေပေမယ့်မနာလိုမုန်းတီသူတွေရဲ့ပြောစကားကြောင့်မြန်မာပြည်ပေါ်လူတန်းမနှောပြစ်ခဲ့ရတာပဲဖြစ်ပါသည်ပြီးခဲ့တဲ့နှစ်ကကချင်ပြည်နယ်ရေဘေးမှာစမိုင်းရဲ့လူကိုမျောနေကြသူတွေများစွာရှိပေမဲ့လည်းစမိုင်းကတော့တုံမလုပ်ခဲ့ပါဘူးဒါပေမဲ့လူတွေရဲ့တောင်းဆိုမှုများလွန်ပြီးတော့ခနဲ့တဲ့စကားတွေများတာကြောင့်သူမရဲ့ပြည်ဦးလင်ကစမိုင်းဟိုတယ်ကနေဖြစ်တယ်လို့လူတန်းခဲ့တာပဲဖြစ်ပါသည်ဒါကြောင့်ပြည်သူအများကလည်းစိတ်နာရတယ်လို့သူမကိုယ်တိုင်ကလည်းမြန်မာပြည်ပေါ်မှာစေတနာမရှိဘူးဆိုပြီးမြန်မာနိုင်ငံနဲ့ဆက်သွယ်ပြစ်ခဲ့တာပဲဖြစ်ပါသည်ဒါပေမဲ့ခုချိန်မှာတော့မြန်မာပြည်ကြီးမှာကပ်ဘေးတွေအလင်းလေးကြားကနေတဘာမှဘေးကြီးဖြစ်တဲ့ငလင်ခံစားနေကြရတာဖြစ်ပါသည်နှစ်ပေါင်းတရာတွင်ပြန်လည်ဖြစ်ပေါ်လာတဲ့စကိုင်းပြည်ပြည်ကျော်ကြီးဟာအခုချိန်မှာတော့လူအများပေါ်မှာရုတ်တရက်ဖြစ်ပေါ်လာခဲ့ပြီးအသက်စီးစိမ်အိုးအိမ်တွေကိုနှစ်ချမ်းခွဲနေပြီဖြစ်ပါသည်အဓိကပင်ငလင်မော်ကျောင်းမကြီးပေါ်မှာတရှိနေတဲ့မြို့တွေဖြစ်တဲ့မန္တလေးနဲ့စကိုင်းမြို့တွေမှာအထိကိများဆုံးဖြစ်ပြီးမြို့ရဲ့80ရာခိုင်နှုန်းကိုအထိကိပျက်စီးစေခဲ့ပါသည်အခုလိုမျိုးနိုင်ငံရဲ့ကြီးအထိကိပျက်စီးမှုဖြစ်တဲ့အတွက်အနုပညာရှင်ပေါင်းများစွာကအလူငွေရှံပုံငွေပေါင်းများစွာထိကြတဲ့အခါအားလုံးကလည်းစမိုင်းရဲ့အလူငွေကိုမျှော်မှန်းကြတာပဲဖြစ်ပါသည်တကယ်တမ်းမှာတော့စမိုင်းဟာပြည်သူတွေရဲ့ငလင်ပေးတွေသိန်းပေါင်း1600ကျော်လူတန်းပေးလိုက်ပြီးဖြစ်ပါသည်နေများမဆိုထားပြီးစမိုင်းရဲ့အလူငွေကြောင့်ပြည်သူတွေအတွက်တောကချိုမှငြိမ်းရတယ်လို့ကဲဆယ်ရေးတွေမှာလည်းအထောက်အကူများစွာဖြစ်ခဲ့တာပဲဖြစ်ပါသည်မြန်မာပြည်မှာစမိုင်းတို့လိုတတိမာကြီးတွေများစွာလိုအပ်နေတာဖြစ်ပါသည်ပြိုကျသွားတဲ့တိုက်ပြက်ကြီးအောက်မှာပိတ်မိနေတဲ့သူတွေကိုကယ်ဖို့အတွက်အသုံးပြုရတဲ့စက်ကိရိယာတွေကဈေးကြီးရဲ့အတွက်ခုချိန်မှာလူတွေရဲ့တက်တွေကိုကုနိုင်တာငွေပဲဖြစ်ပါတယ်မြန်မာပြည်သူတွေနဲ့ပြည်မီတင်မြတ်ဖို့ငလင်အလူငွေ7,600ကျော်လူတန်းလာတဲ့တတိမာကြီးစမိုင်းရင်အလူနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးရဲ့မြင်လေးကိုလည်းမျှဝေပေးခဲ့ပါအောင်ရှင်အာဗီနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းနဲ့ငလင်ဘေးအန္တရာယ်ကြီးမှာကင်းရှင်းကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကား